စစ်ကိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရှင်ပါကျွန်တော်တို့ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ brain လောက်တာလေးကိုကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီနာမည်ဘူးနဲ့ရေးပြတဲ့ငုံထားမယ်ပေါ့နော်ကျွန်တော်ဒီရပြတဝဲကြတဲ့အထီကိုကျွန်တော်တို့လုံးလိုက်တဝဲကြတဲ့အထီကိုကျွန်တော်တို့ဘယ်ပြောမလဲလုံးလိုက်အောင်ဗျာကျွန်တော်တဝဲမကြအောင်လုပ်ရမှာဗျာကျွန်တော်တို့အောက်နိုင်မလားကျွန်တော်မီရှင်တော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့မကြီးအောင်ကျွန်တော်3ငါတီတီပဲရှိဝင်ရှိမယ်ဗျာ3ငါတီတီမှာရှုံးမှကျွန်တော်တို့ယူခင်မရှိတော့ပါဗျာအဲ့တော့ကျွန်တော်တို့ပေါ့နော်3ငါတီတီပဲယူဝင်ရှိမှာပဲပေါ့နော်အဲ့တော့ let's go စားရအောင်ဒီဘက်ကျွန်တော်ရေတောက်နော်ဒီထဲပြီအဲ့တော့ဘာလာရောက်နေပြီကြောက်မှပြန်တွေ့မယ်โอเคကကျွန်တော်ကဘာလာရောက်ဝင်နေအဲ့ရောက်နေတော့ခါရရရပါလေဒီကျွန်တော်တို့ let's go စားတော့အရင်ရှင်ကုန်တော့နော်ဟုတ်အားလုံးပဲမင်္ဂလာပါအပက် channel ရဲ့ကြိုဆိုပါရစေကျွန်တော်နိုင်ထိုးပါဒီနေ့မှာတော့ဒီပြောကျွန်တော်ဒီရကျွန်တော် channel လေးကို last subscribe လေးလက်မိုက်တော့ချင်နေပေးကြအောင်မြတ်ကျွန်တော် subscriber တန်းပြပါရင်ကျွန်တော်4ယောက်ပေါ့နော်ကျွန်တော်ပုံပြီးတယောက်ထောင်ဆေးပြန်ဖြစ်ပါရကျွန်တော်က9ရှိပါနောက်တော့9ကိုပဲလိုပါတော့တယ်ဘလို့ let's go လိုက်ရကျွန်တော်အရင်စီပြန်ကောင်းတယ်ဟုတ်ဘလို့စလိမ့်မတော့နဲ့ဒီမှာတော့မတော့စီကြအောင်အဲ့တော့ကြည့်ပါမကြည့်နဲ့လို့လားဟုတ်လေမတော့ဒီမှာမတော့ဘူးမတော့ခဏဟုတ်လေမတော့ဘူးလေကျွန်တော်ရှော့ဖိတ်တော့ဆိုင်ရဘို့ကျွန်တော်တောင်းရပါ bro လက်ဆောင်လေးပေးမယ်ဖိတ်လာခဲ့မယ် yes friend ရတယ် okay hey bro တကယ် sorry ဒီမှာ okay ကျွန်တော်အခုပဲပြုတ်ဗျာရှုပ်လို့ဘယ်လိုလဲမိုက်လား Facebook အခုကကျွန်တော်တို့အပါချာနိုင်နဲ့ Facebook နဲ့က collab လုပ်တာ sorry ပါ brand တွေဆိုတော့ bro ဒီဟုတ်ဟိုစလိမတောက်စီခြင်းလို့လေ bro တလေး400ပေးရတယ်ဒီလားတလေး400ပေးရတယ်ဒီလားဟုတ် bro မဟုတ်ကျွန်တော်စလိမတောက်စီခြင်းလို့ bro တလိုက်400နော် This a guy red forkဟိုမှာဗီဒီယိုလေးရိုက်နေ Face နဲ့ကျွန်တော်အပါချန်နိုင်နဲ့ collab လုပ်တာလက်ဆောင်လေးပေးချင်လို့လေကြားရ sorry ပါ sorry bro sorry ရလက်ဆောင်လေးပါ face စလိမတောင်းနေတော့ fade တောက်ကျွန်တော်ဗီဒီယိုလေးချက်နေမယ်နော် bro တကယ် sorry နော် enjoy bro တက်တာ ဟ
စလိမ့်မတောင်းနဲ့ပြောင်းတောင်းဖိတ်ပြောင်းတောင်း face face အဲ့လိုတောင်းတယ်နော်ကျွန်တော်ရွာဘက်ကိုအခမပတ်မှနေတာဆိုတော့ပေါ့နော်ကျွန်တော်တို့တောင်းအမောခံနေပိုင်းနဲ့နေကြဗျာဘုန်းကြီးရောက်နေတော့ဘုန်းကြီးဖျားရှိခိုးလိုက်တာကြိုင်ကြအဲ့ပြီးကြမကြည့်ဘူးတောင်းပါနော်ကျွန်တော်ကြည့်ပြန်တောက်ပြန်ဆောင် အိုးမှာဗီဒီယိုလေးရိုက်တယ်ကျွန်တော် friend လုပ်နေအခုဖိတ်လေးလက်ဆောင်ပေးမယ်ရရရလို့ရှိတယ်ဘယ်ရလို့ဒီလိုထွက်ပြေးပါဒီမှာ face bait လေးဖိတ် Okay နော်ကိုဒီမှာကျိုးလေးတက်ပြီးတော့ဘာညာ level မှာလည်းဆွဲထားလို့ရတယ်ရော့လမ်းတော့ sorry ပါကို sorry ပါ okay ကျွန်တော်အပတ်ချနိုင်တဲ့ face bait နဲ့က club လောက်တာဒီလိုလေးပြတ်တယ်မယ်နော်ကိုတက်အေးအဲ့လိုစိတ်တော့ မကြည့်နဲ့လို့လား ဟုတ်ပြီဘာဖြစ် ဟုတ်လေဘာဖြစ်လို့ကျမတို့ကလမ်းလျှောက်လာတာလေပြီးပြီးလမ်းလျှောက်လာတယ် စလိပ်မတောက်စီကျန်လို့လေ တောင်းရင်မတက်ကပြောမြတ်ကျွန်တော်စလေးတော့တက်ကလူသွား ကိုယ်မတောင်းတဲ့ဆိုလို့ဒီတစ်ချက်ပဲကျမတို့ကတော့ကိုယ်လည်းဘူးမလိုက်တာ ချော့တာတော့ face bait လေ အိုင်အန်လေးလို့ ခဏလေးလက်ဆောင်ပေးမယ်ခဏလေး sorry bro sorry ပါတကယ် sorry ပါ ကျွန်တော်ဘာမှမလုပ် friend လောက်တာလေ sorry ဒီမှာ fake အခုက face bait နဲ့ကျွန်တော်တို့အပတ်ချနိုင်တဲ့က collab လောက်တာကိုလာ okay fake တော့ပဲတက်တာနော် sorry နော်တကယ် sorry ပါဟုတ် တည်နေတီးလိုက်ပြီနော် okay ဒီကပါနော် ဟုတ် မ hello မကျွန်တော် friend လုပ်နေတာမဖိတ်လေးလက်ဆောင်ပေးချင်လို့ဟုတ်ဖိတ် slim down နေရော ဟုတ်ကဲ့ပါ thank you fit ဟုတ်ကဲ့ fit ဖိတ်လေးနဲ့ဖြုတ်လိုက်တော့ okay ပါ ဟုတ်ကဲ့ပါ ကျွန်တော်ဟိုမှာရိုက်နေဟိုပေါ်မှာဆိုတော့ဗီဒီယိုလေးပြင်တင်မယ်တော့ပါကြားလားဟိုတပြုတ်လိုက်တော့တက်တော့နေမတောက်စီချင်လို့တော့ရတော့နေမတောက်စီချင်လို့တောက်ပါနဲ့မတောက်ပါနဲ့လုံးဝနေရဒါပဲရှိတော့ တော့တော့ရဆွဲလိုက်ပြီးပါပါ ရှိတော့ တောက်နေလို့ တောက်ချင်လို့ ကျော် face bait okay ဘာဗီဒီယိုလေးရိုက်နေတာ brand တော့ မကွဲပါဘူးချစ်စရာလေးသွားပြီတက်တာဘယ်လိုဖြစ်လဲစလိတ်တွေတောက်နေရလား
စလိတ်တွေမတောင်းနဲ့နော်ဘာလို့စလိတ်တွေတောင်းနေရလဲဘာလို့စလိတ်တွေတောင်းနေရလဲကျော်ဖိတ်တော့ကျန်လာခဲ့ဖိတ်တော့ကျော်ကတော့ကျော်ပါလက်ဆောင်လိုက်ပေးနေရကိုကျွန်တော်တို့ဗီဒီယိုရိုက်နေထဲထဲမှာကင်မရာလေးနဲ့ print လိုက်လို့လက်သွားတာ sorry ပါကိုမဟုတ်ချရဲ့ကိုရောကျွန်တော်ချင်းယူဗျာမချင်းမယူနဲ့โอเคလားအဲ့ဒါပဲပြောတော့မယ်good တယ်လက်ဆောင်လေးကြော်ကိုကျိုးလေးပါဒီကောင်ဒီမှာကျိုးလေးပတ်ပြီးတော့ထည့်လို့ရတယ်ဗီဒီယိုလေးလည်းပြန်တင်မယ်နော်ဟုတ်โอเคတက်တာဩကြာရဆောမဟုတ်သွားတော့မယ်ပြန်တော့မယ်နောက်ကြနေအမေစုလိမ့်မယ်ပြန်ပြီကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲလို့ကျွန်တော် channel ကို like subscribe လေးနဲ့လက်မတော်ချနေပေးကြတယ်ညကျွန်တော်ဒီဗီဒီယိုရလာဆိုတာလေကျွန်တော် post ပါရကျွန်တော်တောက်ချင်တယ်လေကျွန်တော် print လုပ်လိုက်သဘောကျကျွန်တော်ရရပါတော့ကဲအားလုံး bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye